ကျမရဲ့ခမဲတော်မွေဘရင်နဲ့မေတော်မီဖျားကြီးတို့ဟာဂုံတရီရှိလာတဲ့မွေဖြူစစ်စစ်တွေဖြစ်ကြပေမဲ့ကျမဦးကနေပေါက်ဖွာလာတဲ့အချိန်မှာတော့လှပခြင်းမရှိတဲ့အဆက်ပြောက်တွေနဲ့အစင်းနှိမ့်မွေတကောင်ဖြစ်နေခဲ့တာပါဒါကိုမြင်လိုက်ရတဲ့မေတော်ဟာမျက်နှာတစ်ခုလုံးဖြူလျှော့သွားပြီးတုံဆိုင်မနေပဲသူမရဲ့တက်တန်းတစ်ဝက်ကိုစတေးပြင်းထန်တဲ့မော်တက်တွေကိုအသုံးပြုပြီးတော့မှကျမရဲ့အစင်းနှိမ့်တဲ့ခန္ဓာကိုယ်ကိုဂုံတရီရှိတဲ့ပလဲရောင်မွေဖြူဖြစ်ပြောင်းလဲပေးခဲ့တာပေါ့အဲ့ဒီအချိန်ကစပြီးကျမဟာခမဲတော်ရဲ့အတိုင်းအဆမရှိတဲ့ချစ်ချင်းမေတ္တာတွေကြားမှာကြီးပြင်းလာခဲ့ရပြီးအရွယ်ရောက်လို့အရေးခွန်လဲရမယ့်နေ့ကိုရောက်လာတဲ့အခါမှာတော့ခမဲတော်ကမျိုးနွယ်စုထဲမှာအမုံမြတ်ဆုံးမွေအမျိုးသားတွေကိုဖိတ်ခေါ်ပြီးကျမအတွက်ကျင်းဖော်ရွေးချယ်ပေးခဲ့ပါတယ်ဒါပေမဲ့ဘသူကသိမှလဲလက်ထပ်ပြီးလို့ကျမဦးရဲ့ဦးကနေပေါက်လာတာဟာအစင်းနှိမ့်မွေလေးတစ်ကောင်ဖြစ်နေခဲ့တယ်လို့ကျမထက်အစင်းနှိမ့်တဲ့ကျမရဲ့အမဖြစ်သူမွေစိမ့်ကတော့ရှားပါလာတဲ့မွေခရမ်းလေးတွေကိုမွေးဖွားပေးခဲ့တာလေအဲ့ဒီမှာတင်ကျမရဲ့ခင်ပွန်းဟာဒေါသတကြီးနဲ့စိုးရိမ်တကြီးဖြစ်ပြီးအိုးကြီးထဲမှာစီပူတွေကိုကြိုလို့ကျမနဲ့မွေးကင်းစကလေးကိုအရှင်လက်လက်ပြုတ်တက်ပြီးစားစရာအမြင့်ဖြစ်လုပ်ပစ်ခဲ့ပါတယ်မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ကျင်ပေါ်ရွေးချက်ပွဲနေ့ကိုပြန်လည်ဝင်စားလာခဲ့ပြီးအဲ့ဒီလူယုံမာဟာတွတ်ဆုပ်မနေပဲထောက်တနေရာမှာပုံနေတဲ့ကျမအမကိုလက်ညှိုးထိုးပြလိုက်တာမြင်လိုက်ရကြတဲ့ကဒီလူလဲကျမလိုပဲပြန်လည်ဝင်စားလာတာဆိုတာချက်ချင်းသဘောပေါက်လိုက်တာပေါ့ဒါပေမဲ့ကိုယ့်ရဲ့လှပတဲ့ပုံရိပ်ကိုထိမ့်သိမ့်ဖို့တခြားသူရဲ့ဝိညာဉ်စွမ်းအားကိုစုပ်ယူနေရတဲ့လူကအစင်းမြင့်တဲ့မျိုးဆက်တွေကိုမွေးဖွားပေးနိုင်မယ်လို့ထင်နေတာကိုကြည့်ပြီးကျမစိတ်ထဲမှာတော့လောင်ပြုံပြုံနေမိတာပေါ့ကျမတို့မွေမျိုးနွယ်မှာအဆင့်တန်းသတ်မှတ်ချက်ကအရန်ကိုတင်းကျပ်လွန်းလာတာပါမွေမျိုးနွယ်ကိုအဆင့်9ဆင့်ခွဲခြားထားပြီးအမြင့်ဆုံးကနေအနိမ့်ဆုံးအထိကတော့မွေနဲ့မွေဖြူမွေခရမ်းမွေစိမ့်မွေမီကိုနဲ့မွေပြာတို့ပဲဖြစ်ပါတယ်အနိမ့်ဆုံးအဆင့်ဆိုတာကတော့ဘယ်သူမှဂရုမစိုက်တဲ့အဆင့်နှိမ့်သွင်းတော်တွေပေါ့သွေးအနိမ့်ဆုံးဖြစ်တဲ့မွေနဲ့ဆိုတာကလည်းနှစ်ပေါင်းထောင်ချီအောင်မပေါ်လာတော့တာကြောင့်ဒဏ္ဍာရီတစ်ခုဖြစ်နေခဲ့တယ်လို့မွေဖြူဆိုတာကလည်းနှစ်ပေါင်းရာချီအောင်မတွေ့ရတော့တာပါလက်ရှိစော့နိုင်ငံမှာတော့မွေမျိုးနွယ်စုရဲ့အကြီးအကဲဖြစ်တဲ့ခမဲတော်မွေဘရင်ဟာတဦးတည်းသောကျန်းရှိတဲ့မွေဖြူဖြစ်တာကြောင့်ကျမကိုအမုံမြတ်ဆုံးမွေအမျိုးသားနဲ့ဖော်ဆက်ပေးပြီးတမျိုးနွယ်လုံးဂုဏ်ယူရမယ့်မျိုးဆက်တစ်ကိုရရှိဖို့အပြည့်အဝမျှော်လင့်နေတာပါဒီနေ့စစ်ဆက်ပွဲဟာလည်းဒီရွေချက်အတွက်ဖြစ်ပြီးလူငယ်မျိုးဆက်ထဲမှာအဆင့်တန်းအမြင့်ဆုံးကတော့ကျမရဲ့အရင်ဘဝကခင်ပွန်းဟောင်းပဲဖြစ်ပါတယ်ကျမမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာပဲသူကကျမကိုလှောင်ပြောင်တဲ့အကြည့်တွေနဲ့စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်လို့သူ့မျက်ဝန်းတွေထဲမှာအေးဆက်မှုတွေပြည့်နေနေတာပါအဲ့ဒီအချိန်မှာခမဲတော်ကမင်းသမီးလင်ရှောင်ဟာမြင့်မြတ်တဲ့အဆင့်တန်းရှိပြီးငါတို့မျိုးနွယ်ကပေါက်ဖွားတဲ့မွေဖြူဖြစ်တာကြောင့်မင်းနဲ့အသင့်တော်ဆုံးပဲမင်းတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲကိုငါအခုပဲဆုံးဖြတ်ပေးလိုက်မယ်လို့ပြောလိုက်ပေမဲ့သူကတော့ခမဲတော်ဘက်ကိုကိုကိုင်းပြီးမောက်မာတဲ့လေတံနဲ့ကျွန်တော်မင်းသမီးလင်ရှောင်နဲ့လက်မထက်ချင်ပါဘူးကျွန်တော်လက်ထက်ချင်တဲ့သူကအရှင်မင်းကြီးရဲ့တတိယသမီးတော်ပါလို့တုံ့ပြန်လိုက်တာကြောင့်ခမ်းမတစ်ခုလုံးတေလူလိုငြိမ့်သက်သွားပြီးမွေတွေရှာထုတ်တဲ့ရှူးရှူးအတန်တွေပဲကြံပါတော့တယ်အဲ့ဒီနေရာမှာရှိနေတဲ့မွေတွေအလုံးမျက်လုံးအပြူသားဖြစ်သွားကြသလိုယူလန်ကတော့ခဏတာမင်တက်သွားပြီးမှဝမ်းသာအားရဖြစ်သွားတဲ့မျက်နှာပေးနဲ့ကိုမက်ပြီးကျမကိုကြည့်လာတာပေါ့ကျမစိတ်ထဲမှာတော့ရဲပဲရဲချင်နေပြီးတော့တာဘာလို့လဲဆိုတော့ကျမကတရားဝင်ပေါက်ဖွားလာတဲ့မွေဘရင်မသွေးစစ်တဲ့သူဖြစ်လို့အမြဲတမ်းလူတိုင်းရဲ့အာယုံဆိုင်မှုကိုခံရပေမဲ့ယူလန်ကတော့ငွေစိမ့်တစ်ကောင်ကိုခမဲ